င်္ဂါသားသမီးများဒီနှစ်ကတော့ကိုယ့်အထက်စာနာရှိတဲ့အတိုင်းအကောင့်အထက်ဖော်နိုင်မဲ့နှစ်ဖြစ်ပါတယ်မလုပ်ဖြစ်သေးတဲ့ကိစ္စတွေကိုလက်တွေ့လှုပ်ဆောင်နိုင်မဲ့အချိန်ကာလဆိုလဲမမှားပါဘူးလုပ်ငန်းဝင်မှာတော့တတိတရားရှိထားပြီးလှုပ်ဆောင်မှုလိုအပ်တယ်အကျိုးခံစားရမဲ့လုပ်ငန်းတွေကဘာတွေလဲဆိုတော့ရေလုပ်ငန်းအဝတ်အထည်ရောင်းဝယ်ခြင်းအလှကုန်နဲ့ဖန်စီလုပ်ငန်းစတိုးဆိုင်သစ်ဖွင့်တာတွေကနေအကျိုးရှိမယ်ဒါအပြင်အစားအသောက်လုပ်ငန်းဘဏ်လုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းနဲ့ခရီးသွားလုပ်ငန်းတွေလည်းကောင်းတယ်ဒီနှစ်မှာလုပ်ငန်းပြောင်းရွှေ့တာယာရုကုန်သိက္ခာတိုးတက်တာတွေဖြစ်ပေါ်လာမယ်တပားသူတွေရဲ့ချစ်ခင်မှုကိုလည်းရရှိမယ်မမျော်လင့်ပဲထီးပေါက်တာငွေကြေးတွေဝင်လာတာမျိုးတွေလည်းရှိတတ်တယ်ဆွေမျိုးသားချင်းတွေအလဲပတ်ရောက်လာတာတွေလည်းကြုံရတတ်တယ်ဒါပေမဲ့တတိထားရမှာကအခွင့်အရေးယူသူတွေလိန်ညာလှိမ့်စားသူတွေနဲ့ကြုံတွေ့ရလိမ့်မယ်ဒါနဲ့ဆရာကဟောစာတမ်းများကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ channel အသစ်ဖြစ်တဲ့ YouTube channel လေးကို subscribe လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်ဆက်လက်ပြီးကိုကမရည်ရွယ်ပဲအလူအတန်းကိစ္စဘာသာရေးကိစ္စတွေဆောင်ရွက်ရလိမ့်မယ်ချစ်သူကိုအလိုလိုက်မှုလွန်ကဲရင်စိတ်တော့ကရောက်ရတတ်တယ်အိမ်တောင်ရေးမှာတော့အိမ်တောင်ဖက်ရဲ့အပျော်ပါလိုက်စားမှုကြောင့်လူမှုရေးပြန်တနာတွေဖြည့်ရှင်းရတတ်တယ်ပညာရေးမှာဆိုရင်တန်ရောစိန်နှောင်ဖွဲမှုကြောင့်အခွင့်အလမ်းတွေနှောင့်နှေးသွားတတ်တယ်လုပ်ငန်းခွင်နဲ့ပညာရေးကိုတစ်ဖက်တစ်ချက်တွဲဖက်ဆောင်ရွက်ရလိမ့်မယ်ကျန်းမာရေးအနေနဲ့ကတော့ခြေထောက်ထိခိုက်ဒဏ်ရာရတာအသေးယောဂါခါးကိုက်တာလေခေါအစရှိတဲ့ယောဂါတွေဝင်လာတတ်လို့ဂရုစိုက်ပါကံကောင်းစီမဲ့ရရအနေနဲ့မိမိမွေးနှံချစ်တဲ့အင်္ဂါနေ့မှာရွက်လာညွန့်ဝါညွန့်ရွှေပန်းအဝါရောင်နင်းစီပန်းဒန်းညွန့်စက်တူညွန့်ကိုအိမ်ဖျားမှာကတ်လို့ပူဇော်ပေးပါဒူးရင်သည်ဒန်ပေါက်ထောပတိနာနတ်သည်ထိုးမုံထန်းလျက်တော်ကိုစွန့်တော်ကတ်လို့ပေးပါအကျိုးပေးတဲ့အခရာတွေကရကောက်လာမတို့ဖြစ်ပြီးအကျိုးပေးကဏ္ဍတွေကတော့3 6 8 9တို့ဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်စရာနှစ်တစ်နှစ်ဖြစ်ပါစေဒါနဲ့ဆရာကဟောစာတမ်းများကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ channel အသစ်ဖြစ်တဲ့ YouTube channel လေးကို subscribe လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်ဆရာရဲ့ TikTok account ကိုလည်း follow လုပ်ထားခဲ့ပါ